အသက်10နှစ်အရွယ်ကလေးတစ်ယောက်က ATM ဆက်ကိုလက်ညှိုးလေးတစ်ချောင်းတန်းနဲ့ဟက်ပြီးညွေနီးထုတ်ယူလိုက်တယ်ဆိုတာယုံနိုင်ပါမလားဇလန်ဆာမှာတောအုပ်တစ်ခုတည်းကားမောင်းထွက်ပြေးလာတဲ့ကားတစ်စီး6ထဲပြုတ်ကျသွားပြီးအဲ့ဒီတဲကကလေးလေးတစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့တယ်ဒါပေမဲ့သူကအတိတ်မိနေတယ်သူ့နာမည်က Daryl တဲ့သူ့ကိုမွေးစားမိသားစုတစ်ခုကခေါ်ယူစောင့်ရှောက်လိုက်တဲ့အခါမှာတော့ထူးခြားမှုတွေစတွေ့လာရပါပြီဒီကလေးကတာမန်မဟုတ်ပါဘူးစာသင်ခန်းမှာဆီယာမာထက်ပိုတော်သလိုဗီဒီယိုဂိမ်းဆော့ရည်လည်းစက်ကီးပြတ်သွားတဲ့အထိအမှတ်တွေရပါတယ်။ Baseball ရိုက်ရည်လည်း professional ကစားသမားတွေတောင်လိုက်မမီခဲ့ပါဘူး။ NO အကောင်ဆုံးကတော့ ATM ဆက်လို့သူ့ရဲ့အထူးစွမ်းရည်နဲ့ဟတ်ပြီးဘန်စနစ်တစ်ခုလုံးကိုကစားလိုက်နိုင်တာပါပဲ။တကယ်တော့ Daryl ဟာလူသားစစ်မဟုတ်ပါဘူး။သူကစစ်တပ်ကလွှတ်ဝတ်ဖန်တီးထားတဲ့ super computer ဦးနှောက်နဲ့စက်ရုပ်လူသားတစ်ယောက်ပါ။သူ့ရဲ့စွမ်းရည်တွေကအញ្ញံအန်ဒီရများလို့အစိုးရကသူ့ကိုဖျက်ဆီးပစ်ဖို့လိုက်ရှာပါတော့တယ်ချစ်စရာကောင်းတဲ့ကလေးပုံစံလေးနဲ့စစ်တပ်ကြီးတစ်ခုလုံးကိုပြန်တိုက်ခိုက်ပြီးထုတ်ပြေးရပုံတွေကရင်တမမာနဲ့ကြည်ခဲ့ရပါတယ်။လေရင်ပြန်အောင်မောင်းနိုင်တဲ့ဒီကလေးလေးနောက်ဆုံးမှလူသားတွေလိုပဲချစ်ချင်းမေတ္တာကိုနားလေသွားတဲ့အခါသူ့ကိုဖျက်ဆီးမဲ့သူတွေလက်ထဲကနေလွတ်မြောက်နိုင်မှာမလား။ဆေးရုပ်တရုံမှာနှလုံးသားရှိလာတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာဒီဇက်ကားလီမှာအဆုံးထိဆက်ကြည့်လိုက်ရအောင်။ခုပဲရှာကြည့်လိုက်တော့နော်။